นี่จะมีอากูมินด้วยนี่อ่ะแล้วทีนี้ဇွန်လ9ရက်နေ့ပေါ့နော်ကျွန်တော်တို့နိုင်ငံပြည်တိုက်ပွဲမှာအဲ့ဒီဘက်ချမ်းညောင်ရွှေမျိုးနဲ့ရဲ့တောင်ပိုင်းချမ်းမှာရှိတဲ့ပြည်သူလူထုတွေရဲ့နေအိမ်ထဲမှာဒီအကြမ်းဖက်တောင်းကျမ်းသူပြားစစ်ကြောင်းဆိုလားဖားစစ်ကြောင်းဆိုလားမသိဘူးပြည်သူလူထုတွေရဲ့အိမ်အောက်မှာဒီလိုတွေလှုပ်ထားတယ်ပေါ့နော်အဲ့မတွေ့လားအဲ့မှာအိမ်အောက်မှာသူတို့ကာဘာချင်းတွေလှုပ်တယ်ဒါပြည်သူလူထုအိုးအိမ်တွေပြက်စီးတယ်ဆိုတာအဓိကတည်းကခံရဒီကောင်တွေပဲဒီကောင်တွေကဘယ်လောက်ထိရုပ်မှလဲဆိုတာအဲ့မှာကြည့်ဒါပေမဲ့ဒီနေ့ကတော့ဒီကောင်တွေကိုဘိုးမျိုးသားတပ်မတော် PNA ကတော့ရှင်းထုတ်လိုက်တယ်ပေါ့နော်ဘာဟောက်နေလားဆူရတော့ရိုးတန်းကကျွေးနာ ဟော ဒီကိုကနိုးရိုးအိုးလာတော့ဆော့ခေါင်ကိုနော်အိုးလို့ဆူခေါင်ဘာမှကြာ ဟာဆူတယ်မအိုးလို့လာတော့ဆော့ခေါင်ရောဘောလုံးမှာပူရတော့ပါတော့အိုးအစက်အောက်ရုံပဲစမ်းရွေးအိုးလို့ဖာဘီကောင်ဖာဘီလဲတော့မဲသေးတယ်โอ้ยบาลีปาตัว